ကျွန်တော်ဒီနေ့ပြောချင်တာကအောင်မြင်မှုပေါ့လူတိုင်းလိုအောင်မြင်မှုလိုချင်ကြတာကျွန်တော်လည်းလိုချင်တယ်လူတိုင်းလည်းလိုချင်တယ်အောင်မြင်မှုဒီလိုလိုချင်နေတဲ့အောင်မြင်မှုကိုရဖို့အတွက်လူတိုင်းမှာစံနှရှိတယ်စူးစမ်းနေကြတယ်အစူးစမ်းတိုင်းဘာဖြစ်လို့ငါရဲ့အောင်မြင်မှုကရမနေတာလဲမေးဖို့နဲ့မေးဖို့ရှိပါကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးပါလိုချင်တဲ့အောင်မြင်မှုကဘာကြောင့်ရမနေတာလောကကြီးကပြန်ပြောပါတယ်လောကကြီးကသူတရားသူစီရင်တာမှန်ကန်တဲ့တရားကိုပဲစီရင်ချက်ချလောကကြီးကဘာပြန်ပြောလဲမင်းလိုချင်တဲ့အောင်မြင်မှုကိုမင်းကလွယ်လွယ်လေးတောင်းနေတာမင်းတောင်းနေတဲ့လွယ်လွယ်လေးတောင်းနေတဲ့အောင်မြင်မှုကလွယ်လွယ်လေးငါပေးလိုက်လို့ရတယ်ဒါပေမဲ့လွယ်လွယ်လေးပေးလိုက်လို့ရှိရင်မင်းလွယ်လွယ်လေးပဲသဘောထားပြီးတော့မင်းတန်ဖိုးမထားတော့ဘူးဒါကြောင့်ဘယ်ရာမဆိုအောင်မြင်နေတဲ့လူတိုင်းကဘယ်ရာမှလွယ်လွယ်လေးမရခဲ့ဘူးကျင်းကျင်းဖန်ဖန်ကြာရှုံးမှုတွေများစွာနဲ့ပဲရင်ဆိုင်ချော့ဖြတ်ခဲ့ရတယ်အောင်မြင်မှုကိုလိုချင်အချိန်ကြီးစူးစမ်းရတယ်အချိန်ချင်းကြာရှုံးမှုတွေများစွာနဲ့ရင်ဆိုင်ရတယ်ဒါပေမဲ့တစ်ခုရှိတာအောင်မြင်မှုလာနေတဲ့အချိန်မှာကြာရှုံးမှုတွေနဲ့တွေ့ရတဲ့အချိန်မှာလူအများစုကရှုံးပေးတတ်ကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီစိတ်လေးဝင်ခဲ့ဘူးပါတယ်ရှုံးပေးခြင်းလိုက်တာဆိုပြီးတော့တွေးဝင်ခဲ့ဘူးပါတယ်ဒီလိုမျိုးအရှုံးပေးမယ်ဆိုလို့ရှိရင်မင်းလူဖြစ်နေတဲ့ပဲချက်ကဘာလဲဆိုတာမင်းကမသိဘူးမင်းလူဖြစ်နေတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုသိဖို့အရင်ရေးကြည့်ပါတယ်ဒါကြောင့်ဧပြီလ18 19 20 3ရက်တာဖွင့်မဲ့ Power Life Spread ဆိုတဲ့မိမိတို့ရဲ့အတွင်းစိတ်ထဲမှာရှိတဲ့စိတ်တကူပေါ့လေဒီဟာတွေကိုဘလို့အသုံးချပြီးတော့အောင်မြင်မှုကိုဘလို့ရအောင်သွားရမလဲဆိုတာကိုအများကြီးသင်ကြားပြီးတော့မှာဖြစ်ပါတယ်မိတို့အတွက်နီးသစ်လမ်းသစ်တွေလည်းရမယ်လို့ယုံကြည်ပါတယ်အဲ့အတွက်ဒီတင်တန်းလေးကကြိုဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်